တော့ဂျာပဲဖြစ်ပါဒီနေ့မှာဒီ brother M craft ဆောက်ထားတဲ့ဒီရွှေဘုံတော့ကျွန်တော်ဆောက်မှာပြပါတယ် okay let's go like ရှားပေါ်တော့မင်းသားကြီးမန်းတဲ့I like it ကျွန်တော်ဒီမိုးလင်းအောင်လေကျွန်တော်ဒီ comment မှာချပေးထားပါတော့ရှားပေါ်တော့မင်းသားကြီးမန်းတဲ့I like it okay okay man share the corner okay ဒါမှမဟုတ် wait A few moments later okay ဒီမှာ okay ဒါဒီစပါလာနေရွှေဘုံပကူတော့ဝဲခဲလို့မြန်မာဆိုရွှေဘုံပကူတော့ထွက်လာနေကျွန်တော်ပြမယ်ရှိတာပါပူလာမယ်เนาะဒါကျွန်တော်ရှိတာမထည့်ရတော့ကျွန်တော်ဒီဟာရှိတာရဲ့ဘာမထောင်းနေဘာညာတိုင်းကမထောင်းနေကျွန်တော်ထွက်လာနေတော့ကျွန်တော်ပြမယ်ထွက်လာတဲ့နေရာကိုကျွန်တော်ပြန်ပြမယ်ရှားဘုံနော်ညောင်းချင်းဆန္ဒကျွန်တော်ထွက်လာနေရမှာနားလီမှာထင်းနားလီမှာမဟုတ် sorry oh my god နေရာကြောက်ကြောင်းဒီငါပါဒီမှာဒီနားလေးထွက်လာပါနော်ဒီနားလေးကတော့မလားရွှေတကုံပကူတာဘိုင်ခေါ်ဖလာတယ်အမခေါ်ဖလာတယ်ကြောက်ရှင်ဆက်သွားတယ်ဟိုဒီကိုပေါ်လာတယ်နော်ဒါအမလားဘိုင်ခေါ်တယ်နေရာပြမယ်မရှိတာမပါလို့ကျွန်တော်ရှိတာပါဒီရွှေကုံပကူတာတော့လား谢谢。哦，你拉里写里哪只？都拉了，Oh my god！下播了，谢谢。ကျွန်တော်တခုချင်းနေကြဒီအောက်ကရင်းမြထားလိုက်ပြန်ရှင်ခလာကြမှာဒီရားကြတော့ဝင်နေတယ်ဒီမှာတခုချင်းပါတော့ဆောင်းရိတ်ခနေတော့လာရှိတာပါကျွန်တော်မှအဲ့ပြောကျွန်တော်လာရကျွန်တော်ဒီဘာကြီးဖွင့်လို့ရဥစားလို့ထည့်ဖွင့်လိုက်ရတယ်ဘုမကျွန်တော်ကဘာကြီးဖွင့်လို့ရဒါပေမဲ့မလို့ဆိုတာရှိတာမထည့်ဘူးဆိုတာကကျွန်တော်ရှိတာမတောင်းရသေးဘူးဗျာအဲ့ကြောင့်ကျွန်တော်လုံးဝမဖြစ်လဲဆိုရတယ်ရှိတာမပါပဲဆိုတယ်ရှိတာမပါပဲဆိုတယ်လေရှိလို့ကောင်းပါဘူးဒါပေမဲ့ရှိတာပါတဲ့ကိုကြောင့်ဘလို့ကောင်းတယ်ကောင်းပါလို့ပြောဗျာဒီကအပြင်ကပြင်ကိုပူရစီဗျာအဲ့တော့ကျွန်တော်တေးကြီးလိုက်ပြပေးနေအောင်နော်ရှာဘောနော်မင်းသားကြီးအဲ့ဒါလိုက်ကြည့်ဒါကျွန်တော်ပြန်လိုက်ဒီနားနဲ့ပြရအောင်နော်ဟောမတော်လာတယ်အဲ့ကျွန်တော်မှဘယ်လိုယူပြီးကြည့်ရမလဲOh my god အဲ့တော့နော်ဒီတော့ဘာသာအမကတာလဲအခုလိုမြန်မာနိုင်ငံမှာဒီလိုသူကြောက်တယ်မလုပ်တယ်လို့ကျွန်တော်မပြောလို့မဆိုလို့ဒီလိုအခုလိုမျိုးဗျာရွှေလုံးပကူတိုင်းကြီးကိုရှောက်ပြီးတော့ဒီ mod ထွက်တဲ့ brother လဲ
တော်တကယ်လေးစားပါရဲ့ပေါ့နော်ဒါသာလည်းဒီချက်မှတ်ကအောင်ရုံးပါပါလို့ကျွန်တော်စုမော်တော့မျိုးပေါ့နော်အဲဆိုကျွန်တော်ဒီကနေကျွန်တော်ချပြီပေါ့နော် oh shit fuck okay အော်ဒီမှာတော်လာရဗျာဒီနားလို့တိချာကြည့်ပါတော်လာမင်းတို့တော်လာဒီပြပြရောက်လာအော်ဒီမှာတော့ဟိုဘာငက်လာကျွန်တော်ခွေမဟုတ်တော့သိမသိဘူးပေါ့နော်အမှန်တိုင်းတော့မသိဘူးဒီခေါ်မဟုတ်တော့ကျွန်တော်ဒီကစားကလေးလို့ဂျိုးလို့လာတာလို့ပူလို့အဲ့ဒါပဲသိတယ်အော်တော့တော်လာရချွေလာဆက်ကြဒီတိမ်လေးနေတယ်ဆိုဆောင်းဝမ်းဟိုရှာဟိုမကြည့်စကွန်ရွှဲရမယ်နော်ရှင်နာတူလာအားလုံးပဲဒီနေ့ဒီနောက်ပဲပဲ